Las Vegas မှာ25ပုံစံတူကနန်းရင်းမြတ်မှာလက်ထက်မင်္ဂလာပြုဖို့စုံတွဲတွေအများပြားရောက်ရှိနေကြပါတယ်။ဒီနေ့ Las Vegas မြို့ကအချစ်တွေနဲ့စူညံနေပါတယ်။ရာနဲ့ချီတဲ့စုံတွဲတွေဟာ25ဆိုတဲ့ထူးခြားပြီးအတိတ်ပဲရှိတဲ့ရက်မြတ်မှာမင်္ဂလာဆောင်ဖို့အပြိုင်ဆိုင်ရောက်ရှိနေကြတာပါ။ရှင်းနောက်ပြန်ဖက်ရင်တောင်တူညီနေတဲ့ဒီထူးခြားတဲ့ပုံစံတူကနန်းဖောင်းဒုံရက်ဆွဲကိုတစ်သက်မှာတစ်ကြိမ်ပဲကြုံရမယ်မင်္ဂလာဆောင်ရဲ့အဖြစ်သတ်မှတ်ထားပြီးအချစ်ဇလန်းပေါင်းများစွာအတွက်တင်ချဆန်တဲ့မော်ဆန်မှုတွေကိုပေါင်းထည့်ပေးနေတာဖြစ်ပါတယ်။ Quark County လက်ထက်ထိမ်းများခြင်းလိုင်စင်ဗျူရိုရဲ့ပြောကြားချက်အရပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းလက်ထက်ထိမ်းများခြင်းလိုင်စင်လျှောက်လွှာတွေတိတိတတ်တာမြင့်တက်လာတာကိုတွေ့ရပါတယ်။ဒေတာတွင်ဖျားရှိခိုးကြောင်းတွေဟာလည်းလူပြည့်နေပြီးဒီလိုထူးခြားတဲ့အခါသမယအတွက်အထူးမင်္ဂလာဆောင် package တွေကိုတောင်ကန့်လန့်နေကြဖြစ်ပါတယ်။စုံတွဲအများစုကဒီရက်ဆွဲရဲ့ညီမျှမှုကိုသဘောကျကြပြီးသူတို့ရဲ့အနာဂတ်အတွက်တဟဆာတာဖြစ်မှုမျှတမှုနဲ့ကံကောင်းခြင်းတွေကိုကိုစားပြုတယ်လို့ယုံကြည်ကြတာဖြစ်ပါတယ်။25နေ့မှာမင်္ဂလာဆောင်တာကပိုပြီးတော့ထူးခြားပါတယ်။ဒါကဘယ်တော့မှမမေ့နိုင်မဲ့ရက်ဆွဲတစ်ခုပါပဲလို့ Las Vegas မှာရှိတဲ့ဖျားရှိခိုးကျောင်းတစ်ခုအပြင်ဘက်မှာသူ့ရဲ့စစ်ဆက်ထားသူနဲ့အတူတန်းစီဆောင်ဆိုင်နေတဲ့သူတို့သမီးတို့ကပြောပြခဲ့တာဖြစ်ပါတယ်။ခနန်းတင်ချာအရအရေးပါတဲ့ရက်ဆွဲတွေကလူအများရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်ခဲ့တာဒါပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။နှစ်20နဲ့17လူရက်ဆွဲတွေမှာလည်းအလားတူလူအများပြလက်ထပ်ထိန်းရခဲ့ကြတာရှိပါတယ်။ဒါပေမဲ့ဒီနှစ်ရဲ့ပုံစံတူခနန်းရက်ဆွဲကတနင်္ဂနွေနေ့နဲ့လူအများအတွက်ရုံးပိတ်ရက်ရှည်နဲ့တိုက်ဆိုင်နေတာကြောင့်ပိုပြီးတော့တောင်စိတ်အားထက်သန်စွာပါဝင်ဆင်နွှဲနေကြတာကိုတွေ့ရပါတယ်။ကမ္ဘာမင်္ဂလာဆောင်မျိုးတော်ဖြစ်လူသိများတဲ့ Las Vegas အတွက်တော့ခနန်းတွေမှန်ကန်စွာစီစဉ်ပေးတဲ့အခါတိုင်းအချစ်ကလမ်းစာတစ်ခုကိုအမြဲရှာဖွေတွေ့ရှိတယ်ဆိုတဲ့အချက်ကိုထပ်မံပြီးသတိပေးလိုက်တာဖြစ်ပါတယ်